သူခရက်ကနေကျူဆိုပါတယ်ဒီနေ့ကတော့ဒီသုံးပြီးတော့ဒီဘက်နဲ့ပုံထဲကပတ်တံကိုသုံးပြီးတော့ဘာနာတာလေးတစ်ခုထုတ်ပြမယ်ပေါ့နော်အဲသုံးပြီးတော့မရှိသုံးပြီးတော့နောက်တစ်ခုကကြတော့ SI ကိုကြတော့ 3.0 သုံးထားပါတယ်ကြည့်အမောရှင်းကို8ခုစလိုက်ရှင်းကို8ခုစမယ်မကြလို့ရှိရင်ဒီ9ခုမြောက်ကိုဝင်ပြီးတော့ slit stitch လေးဝင်လိုက်မယ်နော်9ခုမြောက်ကို slit stitch လေးဝင်လိုက်မယ်အဲဆိုတော့ရှင်းကို3ကတက်မယ်နော်3ကတက်မယ်လှည့်မယ်လှည့်ပြီးလို့ရှိရင်ဒီအဝိုင်းပေါ့ဒီအဝိုင်းရဲမှာဝင်ပြီးတော့ဒီစီကိုနှစ်ခုဝင်မယ်ရှင်းကို3ခုတက်မယ်ကြာရင် slit stitch နဲ့သွားလာမယ်နော်အဲ့တစ်ခုပြလို့ရှိရင်နောက်တစ်ခါထပ်ပြီးတော့ရှင်းကို3ခုတက်မယ်နော်နောက်တစ်ခါထပ်ပြီးအဲ့အကွင်းထဲမှာပဲဒီစီကိုနှစ်ခုဝင်မယ်နောက်တစ်ရှင်းကို12ခုတက်မယ်3 4ရှင်း12ခုတက်မယ်နော်12ခုတက်ပြီလို့ရှိရင်မ1 2 3 4ဒီ5ခုမြောက်ထဲကိုဝင်ပြီးတော့ slit stitch လေးပြောင်းပြီးဝင်လိုက်မယ်နော်ဝင်ပြီးလို့ရှိရင်ထုံးစံတိုင်းပဲရှင်းကို3ခုတက်မယ်နော်လှည့်လိုက်မယ်နော်လှည့်ရမယ်နော်ပြလို့ရှိရင်ဒီထဲကိုပြန်ဝင်ပြီးတော့ TC နှစ်ခုဝင်မယ်ထပ်ပြီးတော့ရှင်းကိုဘယ်လောက်တက်မယ်တစ်ခုနှစ်ခု3ခုတက်မယ်3ခုတက်ပြီးဒီကောင်ကဒီလိုလာတယ်နော်လာပြီးလို့ရှိရင်ဒီကောင်ကကြတော့ဒီရဲ့ထိတ်ကဒီရှင်း3ခုဝင်ခဲ့တယ်မလားအမတို့ဒီမှာနော်ဒီလိုရှိနေနော်ဒီလိုရှိရနေပြီဒီမှာရှင်း3ခုတက်ခဲ့တဲ့ဒီရှင်း3ခုကဒီပထမဆုံးအမတို့လုပ်ခဲ့တဲ့ပတ်တယ်လေးရဲ့ဒီရှင်းထဲကိုဝင်ပြီးတော့ slit stitch ဝင်လိုက်မယ်နော်ဝင်ပြီးလို့ရှိရင်ဝင်လိုက်မယ်နော်ဝင်ပြီးလို့ရှိရင်ဘယ်နှခုတက်မလဲရှင်းကို5ခုတက်မယ်1 2 3 4 5ခုတက်မယ်ဒီမှာလိုဖြစ်သွားပြီနော်လိုဖြစ်သွားပြီဆိုလို့ရှိရင်ဒီမှာလိုဖြစ်သွားပြီ5ခုတက်ပြီလို့ရှိရင်ဒီထိတ်ကဒီမှာဆောဆောကဝင်ခဲ့တဲ့ဒီရဲကိုဝင်ပြီးတော့ slit stitch နဲ့ပြန်ဝင်မယ်ဒီပေါက်လေး stitch နဲ့ပြန်ဝင်ပြီးရှင်း3ခါပြန်တက်မယ်ဒီထဲကိုဝင်ပြီးတော့ slit stitch ဝင်လိုက်မယ်ပြန်ပြီးတော့နော်အဲလိုရှိရင်တော့တစ်ခါရှင်း3ခုဝင်မယ်ဒီစီနှစ်ခါဝင်မယ်ရှင်း3ခုတက်မယ် slit stitch တစ်ခါဝင်မယ်နှစ်ခါနောက်တစ်ခါရှင်း3ခုတက်မယ်ရှင်း3ခုတက်မယ်ထပ်ဝင်မယ် slit stitch နော်ပန်း3ပွင့်ရနေပြီပန်း3ရပြီရှိမှတော့ထပ်ပြီးလာအောင်မယ်နောက်တစ်ပွင့်1 2 3ထပ်ပြီးတော့ဒီထဲမှာရှင်းကိုနှစ်ခုဝင်မယ်ပြီးလို့ရှိရင်ဒီဆော့ကအမတို့လာခဲ့တဲ့ဒီအပွင့်ရဲ့ဘယ်နှခုမြောက်လုံးဆိုတော့3ခုမြောက်တောင်သွားပြီးတော့နော်ဒီမှာနော်ဆိုအမတို့ထွက်ခဲ့တဲ့ဒီဘယ်နှခုတော့ရှင်းကို3ဒီမှာအလုံးမှာ6ခုရှိတယ်နော်1 2 3 4 5အဲ့မှာ6ခုရှိရဲ့ထဲမှာ3ခုမြောက်ထဲကိုဝင်ပြီးတော့ slit stitch ပြန်သွားပြီးတော့ပန်းဝင်ပိတ်ဖြစ်သွားမယ်ဒီကောင်လေးကဒီလိုလေးအဲ့လိုဖြစ်သွားမယ်နော်ပြီးလို့ရှိရင်1 2 3 4 5 6 9 10 11ခုပြီးသွားလို့ရှိရင်ထုံးစံတိုင်းပဲဒီ5ခုမြောက်ဒီရဲ့5ခုမြောက်ထဲကိုဝင်ပြီးတော့ slit stitch ပြန်သွားမယ်။နောက်ပြန်သွားပြီးလို့ရှိရင်ရှင်း3ခုတက်မယ်။နော်ဒါကိုလှည့်မယ်။လှည့်လိုက်မယ်နော်လှည့်ပြီးလို့ရှိရင်ထုံးစံတိုင်းပဲဒီစီနှစ်ခုဝင်မယ်။အဲ့မှာနှစ်ခုဝင်ပြီးလို့ရှိရင်ဘာဆက်လုပ်မလဲဆိုတော့ရှင်းကို3ကတက်မယ်။
ရှင်းကို3ခါတက်မယ်ဒီရဲ့ထိပ်မှာဒီပန်းရဲ့ဒီထိပ်မှာဒုတိယမြောက်ပန်းရဲ့ဒီထိပ်မှာသွားပြီးတော့ဆက်လိုက်တယ်လို့ဖြစ်သွားမယ်နော်ဖြစ်မှာလူသွားဆက်တယ်ညွန်ဆက်တာလွဲနေတယ်ဒုတိယမြောက်ပန်းရဲ့ဒီ3ခုမြောက်လေးမှာဒီ3ခုမြောက်တက်ရှင်းရဲ့ထိပ်မှာသွားပြီးတော့ slit နဲ့လမ်းဆက်တယ်ဆက်ပြီးလို့ရှိရင်ရှင်းကို17ခါထပ်တက်မယ်စကားထပ်ပြီးလို့ရှိရင်1 2 3 4 5ခုမြောက်ထဲကိုဝင်ပြီးတော့ slit ပြန်သွားမယ်ပြန်ရင်ရှင်းကို3ခါတက်မယ်လှည့်မယ်ဒီအဝင်လေးထဲမှာထပ်ပြီးတော့ဒီစီနှစ်ခါပြန်ဝင်မယ်ဒီစီနှစ်ခါပြန်ဝင်မယ်နော်အဲ့ဒါပြီးလို့ရှိရင်ထပ်ပြီးတော့ရှင်းကို3ခါတက်မယ်3ခါတက်ပြီးလို့ရှိရင်စောစောကဒီထိပ်မှာဆက်ခဲ့ရနော်အဲ့ဒီထိပ်မှာဆက်ခဲ့ဖြစ်ဒီကောင်းတော့ဒီဘက်ထိပ်မှာဆက်မယ်ဒီပန်း3ခုက3ခုကဒီဘက်ထိပ်ကဒီ3ခုမြောက်ထိပ်ကလေးမှာသွားပြီးတော့လမ်းဆက်တယ်ဒီလေးဖြစ်သွားမယ်နော်ဆက်ပြီးလို့ရှိရင်တော့ထပ်5ခုတက်မယ်1 2 3 4 5ခုတက်ပြီးတော့ဒီဘက်ပန်းအောင်ပြန်သွားမယ်နော်ဒီထိပ်မှာ slit ပြန်ဝင်မယ်ဒီထိပ်မှာ slit ပြန်ဝင်ပြီးလို့ရှိရင်ရှင်း3ခါတက်မယ်ပြီးတော့ဒီကွင်းထဲမှာဝင်ပြီးတော့ slit ပြန်သွားမယ်ဒီပုံစံဖြစ်နေဒီနေ့တော့ချုပ်လို့ပဲနော်ဒီနေ့တော့ချုပ်မယ်လာပါရလေးဒီတော့ဒီခံမှာပေါ့နော်လာမှာဆိုလေပန်းဝင်းကို3ခုထည့်လာမယ်1 2 3တခုနောက်ထပ်ပန်းနေဆက်လုံးမယ်ဒီမှာ slit နဲ့ဝင်မယ်1 2 3ဆိုလို့ရှိရင်နောက်ထပ် double crochet နှစ်ခုထပ်ဝင်မယ်ဒီမှာရပြီဆိုလို့ရှိရင်ဆိုတော့ဒီပန်းဝင်အတိုင်းပဲဒီတောင်ပေါ့ဒီတောင်မှာဆိုလို့ရှိရင်3တိုင်မြောက်ကိုတွားပြီးတော့ဒီ1နဲ့3တိုင်မြောက်ကိုတွားပြီးတော့ဝင်ပြီးတော့ slit တွန်းလိုက်မယ်ဒါဆိုရင်ဒီမှာပန်းဝင်တာတစ်ခုထည့်ရပြီเนาะအဲ့ဒီရှင်မှာထပ်လာအောင်ခွန်းနေလေးရှောက်ခွန်းရှင်းကိုခုတက်ပြီးတော့ဒီဘက်ကထွက်ခဲ့တယ်ဒီတဲကိုပန်းဝင်တွေကိုလမ်းပြီးတော့ဒီပန်းကိုလမ်းပြီးတော့ slit သွင်းမယ်ရှင်း3ခါတက်မယ်ရလို့ရှိရင်ဒီစီဝင်လိုက်မယ်နော်ဒီလိုဖြစ်နေနော်အဲ့ဒီချိန်မှာဆက်သွားမယ်ရှင်းကိုနောက်တစ်ခါထပ်3ခုတက်မယ်ဒီစီနှစ်ခုဝင်မယ်ဒီစီနှစ်ခုဝင်ပြီးလို့ရှိရင်တော့17ခုဝင်မယ်ချင်းဝင်မယ်ပန်းအသစ်ပေါ့နော်ဒါပန်းအသစ်လို့ရှိရင်ရှင်း17ခုမြင်ရဝင်တယ်ပေါ့နော်ရှင်းကို17ခုဝင်ပြီးလို့ရှိရင်5ခုမြောက်ထဲမှာထုံးစံတိုင်းဝင်ပြီးတော့ slit ဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ရှင်းကို3ခါတက်မယ်လှည့်မယ်ရလို့ရှိရင်ဒီထဲမှာဝင်ပြီးတော့ဒီစီကို2ခုထပ်ဝင်မယ်နော်ပြလို့ရှိရင်2ခုဝင်ပြီးလို့ရှိရင်ဒီပန်းကလေးကဘာနဲ့သွားဆက်မလဲဆိုတော့အမောက်ဒီဆော့ဆော့လာခဲ့ဒီကောင်လေးဒီအကွက်ရှိတာအကွက်ကဘယ်နှမြောက်မှာသွားဆက်မလဲဆို4ခုမြောက်မှာ1 2 3 4ခုမြောက်မှာလမ်းပြီးတော့ slit နဲ့လမ်းရှိမယ်4ခုမြောက်မှာလမ်းပြီးတော့ slit နဲ့လမ်းရှိမယ်နော်ပြလို့ရှိရင်ရှင်း3ဝင်မယ်ဝင်ပြီးတော့အဲ့ရှင်း3ကဒီထဲမှာပြန်ဝင်ပြီးတော့ slit ပြန်သွားမယ်တော့ရှုပ်တာပဲဒီကောင်ဘယ်လိုဖြစ်နေလိုလေးပေါ့စောစောကလာခဲ့တဲ့ဒီ9ခုတိုင်းရှိရမှာလား9ခုတိုင်းရဲ့ကလေးဆုံးမှာဝင်ပြီးတော့ slit နဲ့သွားမယ်
ကြလို့ရှိရင်ရှိန်3ခုပြန်တက်ပြီးတော့ဒီအဝိုင်လေးထဲမှာဝင်ပြီး slit stitch ပြန်ဝင်တယ်နော်ပြီးလို့ရှိရင်တော့ထပ်ပြီးတော့ရှိန်ကို3ခုထပ်တက်မယ်ဒီစီတစ်ခုနှစ်ခုဝင်တယ်ပြီးလို့ရှိရင်3ခုဝင်မယ်1နဲ့3ဝင်လို့ရှိရင်ဒီပန်းရဲ့ဒီထိတ်နဲ့သွားပြီးတော့ထပ်ဆက်မယ်ပေါ့ဒီဘက်က3ခုမြောက်ရဲ့ဒီဘက်ကထိတ်ကလေးမှာslit stitch လေးဝင်လိုက်မယ်နော်ဒီမျိုးဝင်ပြီးသွားရင်နော်ဒီထိတ်မှာအဲ့လိုလေးဝင်ပြီးသွားပြီဆိုလို့ရှိရင်ထပ်ပြီးတော့ဟိုထပ်ဝင်မယ်ဒီမှာပန်းအသစ်ထပ်လုပ်မယ်နော်နဲ့3 4 5 6 9 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 1
10ခုဝင်ပြီးလို့ရှိရင်နောက်ထုံးစံအတိုင်းပဲ5ခုမြောက်ထဲဝင်ပြီးတော့ slit stitch သွားမယ်เนาะဒါပြီးလို့ရှိရင်ထုံးစံတိုင်းပဲဘယ်နှခုတက်မှာ1 2 3ခုတက်မယ်လဲပြီးလို့ရှိရင်ဒီအဝိုင်းထဲမှာရှင်းကို DC နှစ်ခုဝင်လိုက်မယ် DC နှစ်ခုဝင်ပြီးလို့ရှိရင်ရှင်းကို1 2 3ခုတက်မယ်ဒါဆိုရင်ဒီထိတ်ကဒီ3ရှင်းရဲ့ဒီထိတ်ကလေးမှာဝင်ပြီးတော့ slit stitch ပြန်ဝင်မယ်နော်ပြန်ဝင်ပြီးလို့ရှိရင်ရှင်းကို5ခုတက်မယ်ရှင်းကို5ခုတက်ပြီးတော့ဒီပန်းရဲ့ဒီ5ခုတက်ပြီးတော့ဒီထိတ်မှာဝင်ပြီးတော့ပြန်ပြီး slit stitch ပြန်ဝင်မယ်ပြလို့ရှိရင်ရှင်းကို3ခုတက်မယ် slit stitch ဝင်လိုက်မယ်ပြလို့ရှိရင်ရှင်းကို3ခုတက်မယ်ဒီစီနှစ်ခုဝင်မယ်3ခုတက်မယ် slit stitch ဒီမှာပွင့်ဘက်ကိုနောက်ထပ်ဆောအတိုင်းပြန်လာမယ်ပေါ့နော်ဒီမှာနောက်ဆုံးပွင့်ဖက်ရောက်လို့ရှိရင်ဒါရဲ့အကြံလေးမှာဝင်ပြီးတော့ slit stitch ပြန်ကတ်ရမယ်ပေါ့3ပွင့်ရှိပြီအဲ့ပြီးလို့ရှိရင်ဒီမှာ4ပွင့်မှာဆိုလို့ရှိရင်ဒီက3ခုမြောက်နဲ့ဝင်ပြီးတော့ကတ်လိုက်ရင်ပန်းပွင့်နောက်တစ်ပွင့်ထပ်ရပါပြီဒါပဒနာလိုက်တော့လို့ရှိရင်လွယ်ပါတယ်ဒီ9ခုပြောင်းဝင်မယ်1 2 3 4 5 6 9ခုဝင်ပြီးတော့လို့ရှိရင်ဒီရဲ့ပန်းရဲ့ထိပ်ကိုဝင်ပြီးတော့ slit stitch ပြန်ဝင်မယ်ဟုတ်နော်ဒီပန်းရဲ့ထိပ်ကိုဝင်ပြီး slit stitch ပြန်ဝင်မယ်ရှင်းကို3ခါတက်မယ်မ slit stitch ဝင်သွားမယ်ထပ်ပန်းကို2ပွင့်ထပ်ဝင်မယ်ခါနှစ်ခါ3ပွင့်ရှိပြီเนาะအမလည်းရှင်းကို3ခါတက်မယ်ဒီရဲ့ပန်းရဲ့3ခုမြောက်မှာဝင်ပြီးတော့3တိုင်းမြောက်မှာဝင်ပြီးတော့ slit stitch ပြန်ကတ်လိုက်မယ်ပန်းဝင်လာတော့ဝင်ထည့်ရပြီเนาะလည်းမစက်တကူထပ်ပါဒီမှာထပ်ပြီးအစ်ပန်းတက်ဝင်မယ်เนาะစက်တကူဝင်မယ်ထုံးစံအတိုင်းပဲ5ခုမြောက်မှာဝင်ပြီးတော့ slit stitch ပြန်ဝင်မယ်ရှင်း3ခါတက်မယ်လဲမယ်ဒီထဲကိုဝင်ပြီးတော့ဒီစီနှစ်ခါဝင်မယ်နှစ်ခါဝင်ပြီးရင်ရှင်းကို3ခါတက်မယ်3ခါတက်ပြီးတော့ထုံးစောကပန်းမွင့်ရဲ့ဒီဘက်ထိပ်မှာ slit stitch ပြန်ဝင်မယ်ဟောဒါလေးကပန်းရင်တစ်ခုဆက်ပြီးသွားတာပေါ့နော်ဗနတာဆိုတော့မဆက်လို့မရအောင်အဲ့တော့ဒီထိပ်မှာ slit stitch နဲ့ပြန်ဝင်မယ်အဲ့ပြီးလို့ရှိရင်နောက်တစ်ခုထပ်ပြီးပန်းအသစ်ထပ်ဝင်မယ်11ခု
ခုပြီးလို့ရှိရင်5ခုမြောက်ထဲဝင်ပြီးတော့ထုံးစံအတိုင်းဒီမှာဝင်လိုက်မယ်နော်ပြီးလို့ရှိရင်ရှင်းကို3ဟာတက်မယ်လဲမယ်လဲပြီးလို့ရှိရင်အဝိုင်းနဲ့ဝင်ပြီးတော့ဒီစီနခါနှခါလောက်ပြီးလို့ရှိရင်ဆောက်ကအမောက်လာခဲ့တဲ့အဝိုင်းလေးရှိရလေပြပါဒီမှာနော်လိုလာရဲဆိုလို့ရှိရင်ဒီမှာလိုလာရဲမှာလိုလာရဲဆိုလို့ရှိရင်ဒီမှာ9ခုဝင်ခဲ့တာဟော9ခုရဲ့ခလေဆုံးကအပါမှာဝင်ပြီးတော့ listed သွားမယ်ပေါ့နော်၄ခုမြောက်ပေါ့၄ခုမြောက်အပေါက်ကိုဝင်ပြီးတော့listed နဲ့ lens ဆက်လိုက်မယ်ပြလို့ရှိရင်ရှင်းကို3ခုပြန်တက်ပြန်လဲပြီးတော့ဒီကောင်လည်းဒီထဲမှာဝင်ပြီးတော့ listed ပြန်သွားလိုက်နော်ဒီဖြစ်သွားရင်နော်ပန်းမရပါရှင်းကို3ခုထပ်တက်မယ်ဒီ white ထဲမှာဝင်ပြီးတော့ဒီစီနှခါဝင်မယ်လို့ရှင်းကို3ခုဆက်တက်မယ်ဒီထိတ်ကဒီထိတ်ကပန်းရဲ့ဒီပန်းဝင်ပြီးတော့သူ့ရဲ့ထိတ်မှာ listed နဲ့ထပ်ရှိမယ်ထပ်ပြီးတော့ပန်းပွင့်အသေးထောက်မယ်ပန်းပွင့်အသေးထောက်ရင်ရှင်းဆက်တစ်ခုနော်တဝင်ပြီးလို့ရှိရင်ဒီရဲ့5ခုမြောက်ထဲဝင်ပြီးတော့ listed ပြန်ဝင်မယ်ပြီးလို့ရှိရင်ရှင်းကို3ခုတက်မယ်လဲမယ်ဒီရဲ့ပန်းဒီအဝိုင်းရဲ့ဝင်ပြီးတော့နော်ဒီစီနောက်ခုပြန်ဝင်မယ်5ခုမြောက်နော်ဒီစီနှစ်ခုပြန်ဝင်မယ်ဝင်ပြီးလို့ရှိရင်ဒီထိတ်ကပန်းနဲ့လမ်းဆက်မယ်နော်အဲ့တော့ရှင်းကို3ခုဝင်မယ်ဒီထိတ်ကဒီရိုင်းနဲ့ပြန်ဆက်မယ်ပန်းကိုဒီဘာနာတာမှန်ကြည့်လို့ရှိရင်အောက်ကိုရှာပြီးတော့လေပတ်တယ်လေးနဲ့တိုက်ကြည့်လိုက်အမှန်တပို့တည်တာဟဲ့နော်1နဲ့3 4 5ခုပြန်ဝင်မယ်ပြန်လဲမယ်ဒီဘက်ကိုပြန်သွားပြီးတော့ listed နဲ့ရှင်း3ခုပြန်တက်မယ်ဒီမှာ listed နဲ့ပြန်ဝင်မယ်ရှင်းကို3ခုတက်မယ်ဒီထိတ်ဆုံးအပိုင်းနေကြတော့လွယ်ရယ်နော်အဲ့တော့ဒီမှာကျတော့တစ်ခါတည်းပန်းကို4ခုလုံးဝင်သွားတာများတယ်နောက်ပိုင်းရှမ်းနေတာဟိုဆက်တွေများသွားတာပေါ့အဲ့တော့ဒီမှာထပ်ပြီးတော့ပန်း3ပွင့်ဆက်သွားမယ်နော်ထုံးစံနဲ့နောက်ဆုံးအပွင့်ကဘေးနားကလာတဲ့ရှင်းနဲ့ listed သွားဆက်မယ်နော်နောက်ဆုံးအပွင့်မှာဒီကပန်းလေးနဲ့ listed ပြန်ဝင်သွားတယ်အဲ့တော့နောက်က4ပွင့်ရသွားပြီဒီမှာနော်4ပွင့်ရသွားပြီဆိုရင်ဒီဘက်ကိုဆက်သွားမယ်သူကဒီလိုပြန်သွားမယ်နော်အဲ့တော့ထုံးစံတွေမှာနှစ်ခုထင်တယ်ဒီမှာနော်1နဲ့4 5 6 9ခုဝင်ပြီလို့ရှိရင်ဒီထိတ်ကို listed ပြန်သွားမယ်နော်ကျရင်ရှင်း3ခုပြန်တက်မယ်ပြန်ဝင်မယ်ကျရင်ရှင်း3ခုပြန်တက်မယ်ဒီစီနှစ်ခုဝင်မယ်တော့ဒုတိယပုံစံနောက်ဆုံးလေးဆက်သွားမယ်နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ထပ်ပြီးတော့ရှင်းကို3ခုဝင်မယ်ဝင်တယ်1နဲ့3ဒီမှာဒီစီနှစ်ခုဝင်မယ်ဒီရဲ့3ချိန်မြောက်မှာဝင်ပြီးတော့ပြန်ဆက်မယ်နော်ပြီးလို့ရှိရင်ရှင်းကို9ခုထောက်မယ်4 5 6 9ဒီထိပ်မှာဒီထောက်မှာ listed ဝင်မယ်ရှင်း3ခုဝင်မယ်ဝိုင်းပြန်ဝင်မယ်အဲဆိုရင်ရှင်းထောင်းပြန်ရဝိုင်းရှင်း3ခုတက်မယ်နောက်ခုဝင်မယ်ရှင်း7ခုပြန်ဝင်မယ်
1 2 3 4 5ခုမြောက်ထဲဝင်ပြီးတော့ slip stitch ပြန်မယ်ရှိန်3ခုတက်လဲမယ်ဒီထဲမှာဘယ်ဘက်ရောက်ရောနှစ်ခုဝင်မယ်နှစ်ခုဝင်ပြီးဒီကောင်ကဒီထောင်မှာတို့လမ်းသွားဆက်မယ်ဒီခုနှစ်ခုထဲက၄ခုထဲမှာ1 2 3 4ခုမြောက်ကိုဝင်ပြီးတော့ slip stitch နဲ့ပြန်ရှင်းလိုက်မယ်ပြီးလို့ရှိရင်ရှင်းကို3ခုတက်မယ်လဲမယ်ဒီထဲမှာဝင်ပြီးတော့ slip stitch ပြန်ဝင်သွားမယ်เนาะအဲ့တော့ဒီမှာလူဖြစ်နေပြီเนาะဖြစ်နေပြီဆိုတော့ဆက်သွားမယ်1 2 3ခုဝင်မယ်ရှင်း3ခုတက်မယ်ဒုတိယညပတ်လေးကရှင်း3ခုတက်ပြီးထောင်းလိုက်ဒီဘက်ကပန်းပွင့်ကိုရဲ့ဒီ3ရှင်းမြောက်ကိုလမ်းပြီးတော့ဆက်မယ်နော်ပြလို့ရှိရင်ရှင်းကိုထပ်ပြီးတော့4 5 6 9 10 11ခုပြောင်းပါမယ်ပန်းတက်ထပ်ယူမယ်နော်5ခုရှင်းကို3ခုတက်လိုက်တယ်လဲတယ်နောက်ပြလို့ရှိရင်ဒီဝါလေးနဲ့ဝင်ပြီးတော့ဒီစီကိုနှစ်ခုအရင်လာမယ်လာပြီးလို့ရှိရင်ဒီကတော့ဆက်ဒီခုနှစ်ခုနဲ့နော်အဲ့တော့ဒီမှာ1 2 3 4ခုမြောက်ထဲကိုဝင်ပြီးတော့ဆက်ရှင်းကို3ခါပြန်ယူပြီးလို့ရှိရင်ဒီရဲ့ထဲမှာဝင်ပြီးတော့ slip stitch ပြန်ရှာရရင်ရှင်းကို3ခါတက်ဒီလိုလာမယ်နော်ငါဒူရပွင့်ရလဲဒီမှာရှင်းကို3ခါထပ်ဝင်ပြီးတော့ဒီထိပ်ကပန်းနဲ့လမ်းဆက်မယ်ဒီမှာပြလို့ရှိရင်အဲ့တော့ဒီမှာ11ခုပြောင်းဝင်မယ်။ဟုတ်တယ်3 4 5 6 9 10 11ပြောင်းဝင်မယ်။1 2 3 4ခုမြောက်5ခုမြောက်ထဲကိုဝင်ပြီးတော့ရှင်းကို3ခါတက်မယ်လှည့်မယ်။ဒီမှာအဝိုင်းနဲ့ဝင်ပြီးတော့ထုံးစံအတိုင်းဒီစီနှစ်ခုဝင်မယ်။ခဏရက်မယ်ကြည့်လိုက်မယ်နော်။စီနှစ်ခုဝင်မယ်။ရလိုက်မယ်ပြလို့ရှိရင်ဘုံမထပ်ဝင်လိုက်မယ်ပြီးတော့ဒီရဲ့ထိပ်မှာသွားပြီးတော့ပြန်ဆက်မယ်နော်ပြန်ရင်ရှိန်5ကပြန်တက်မယ်လှည့်မယ်လှည့်ပြီးလို့ရှိရင်ဒီပထမဆုံးအပွဲမှာပြန်ဝင်ပြီးတော့ slip stitch ပြန်ဝင်မယ်3ခါဝင်မယ်အဲ့တော့ထိပ်ဆုံးပန်းပွင့်တွေကအထုံးစံတိုင်းပါလို့လဲဆိုလို့ရှိရင်အမွေအပြည့်ပြန်ထိုးလို့ရပါတယ်ဘယ်တော့တစ်ခါဒီရအောင်မပြန်ဆက်မယ်ဆိုတော့နောက်ခုဝင်ပြီးလို့ရှိရင်ဒီရဲ့ထုံးချင်းမြောင်းနဲ့ဝင်ပြီးတော့ slip stitch ပြန်ဝင်လိုက်မယ်ဝင်လို့ရှိရင်ဒီဘက်ကိုပြန်နဲ့ပြန်လာမယ်ဆိုတော့ရှင်း9ခုနဲ့ပြန်လာတယ်ပြန်လာပြီးတော့ဒီဘက်ထိပ်မှာဝင်ပြီးတော့ slip stitch ဝင်မယ်ရှင်းကို3ခါဝင်မယ် slip stitch ပြန်လို့နော်အဲ့တော့ရှင်းကို3ခါယူမယ်တစ်ခုနှစ်ခုတစ်ခုထပ်ပြီးတဲ့နဲ့တော့ဝင်မယ်1 2 3တစ်ခုနောက်ခုပြီးလို့ရှိရင်ဒီရဲ့3ခုလေးကိုပြန်ဝင်မယ်။ပြီးလို့ရှိရင်ရှင်းကို9ခုထပ်တက်မယ်။ဒီကြားထဲမှာဒီနှစ်ခုနဲ့ပြန်ဆက်မယ်။
slit stitch ပြန်ဝင်မယ်နောက်ဆုံးပန်းပွင့်ရောက်ရင်ဒီရဲ့တတိယချင်းထဲမှာ slit stitch ပြန်ဝင်မယ်။တောင်းဝင်တစ်ထပ်လုံးမယ်။ဆက်တစ်ခုဝင်တယ်။ငါးခုမြောက်ထဲမှာရှင်းဝင်တယ်။ချင်းသုံးခုဝင်တယ်လဲတယ်။ဒီစီနှစ်ခုဝင်တယ်။နော်။နောက်ခုဝင်ပြီးတော့ဒီပန်းနဲ့လမ်းဆက်မယ်လမ်းဆက်မယ်ဆိုတော့ရှင်းသုံးခုဝင်မယ်ဒီပန်းနဲ့တော့လမ်းဆက်မယ်လို့ရှိရင်ပြန်လဲမယ်ဆိုတော့ဒီထောက်မှာပဲထပ်ပြီးတော့ပန်းတူတစ်ခုထပ်ဝင်မယ်ဆက်တစ်ခုပြန်ဝင်တယ်၄ခုမြောက်ထဲ၅ခုမြောက်ထဲဝင်ပြီး slit stitch ပြန်ဝင်တယ်ရှင်းသုံးခုပြန်တက်တယ်လဲတယ်ဝိုင်းရဲမှာရှင်းနှစ်ခုတက်မယ်နောက်ဝင်လို့ရှိရင်ဒီပန်းကဒီကောင်နဲ့လမ်းဆက်မယ်ခုနှစ်ခုနဲ့၄ခုမြောက်ထဲကိုဝင်ပြီးတော့ပန်းအသေးကဒီကောင်ကိုလမ်းခေါ်တယ်ရှင်းသုံးခုတက်တယ် slit stitch သွားမယ်ရရင်ရှင်းသုံးခုတက်မယ်ဒီစီကိုနှစ်ခုပြန်ဝင်မယ်နော်ဒီစီနှစ်ခုပြန်ဝင်ပြီးလို့ရှိရင်ဒီကောင်ကကျတော့ဒီထောင်းနဲ့ထပ်လမ်းဆက်မယ်နော်ဒီထောင်းလေးနဲ့ပြန်ဆက်မယ်ရလို့ရှိရင်ဒီထောင်းမှာဆက်ပြီးပန်းအသစ်ထပ်ဝင်မယ်ငါးခုမြောက်ထဲဝင်ပြီးတော့ slit stitch သုံးခါထပ်တက်တယ်လဲတယ်လဲဖို့မင်းနဲ့နော်ချိန်နှစ်ခုပြန်ဝင်တယ်ဒီပန်းကဒီခလေရဲ့ခုနှစ်ခုထဲမှာဝင်ပြီးထပ်ဆက်မယ်ရောဒီမှာရှင်းကိုသုံးခုဆက်တက်မယ် slit stitch ပြန်ဝင်မယ်သုံးခုဝင်မယ်ရှင်းကိုနောက်ဒီစီနှစ်ခုဝင်မယ်ဝင်ပြီးလို့ရှိရင်ဒီပန်းကလည်းထုံးစံတိုင်းရှင်းသုံးခုနဲ့ဒီထိပ်ကိုလှမ်းပြီးတော့ထပ်ဆက်မယ်နော်ဆက်ပြီးလို့ရှိရင်အဲ့တော့ဒီကောင်ဘယ်လိုသွားမလဲဆိုရင်ဒီထောင်းနေဒီထောင်းနေအကုန်လုံးကပန်းပွင့်အသေးလို့ရှိရင်ဒီထောင်းနေထွက်တယ်ပေါ့နော်ဒီထောင်းနေထွက်တယ်ဒီဘက်ထောင်းနေထွက်တယ်နော်အဲ့တော့ဒီမှာဒီထောင်းရောက်ပြီဆိုလို့ရှိရင်မလုပ်မလဲပန်းသစ်စိုက်မယ်ဆက်တစ်ဆက်ယူလို့ရှိရင်ငါးခုမြောက်ထဲဝင်ပြီးတော့လဲမယ်ဒီပုံစံအတိုင်းပဲဆက်သွားရမယ်ပေါ့နော်အမတို့ကိုလိုချင်တဲ့လောက်အရှိရှိလို့ရှိရင်လည်းအဲ့အရှိတိုင်းပဲဒီရှိရတယ်ဒီလိုပေါ့ဒါဆိုလို့ရှိရင်သေးအောင်ပါပေါ့ဘာနာတာဆိုရင်သေးအောင်ပါဆိုလို့ရှိရင်ဒီတိုင်းပဲပွားလို့ရှိရင်လည်းဆက်ပွားသွားပြီးတော့ဒီတိုင်းဆက်သွားမယ်ဒါဆိုရင်ပန်းသေးသေးတယ်နောက်ဒီတိုင်းဆက်သွားမယ်ဒီတောင်းနဲ့လမ်းဆက်မယ်ဆိုတော့တောင်းကူနဲ့ဆက်မယ်ဒီတောင်းကို1 2 3 4 5
ပြန်သွားပြီးတော့ဒီမှာ slit stitch ပြန်ယူတယ်ရှင်းကို3ခုပြန်ဝင်တယ်ဒီနဲ့တော့နော်ဒီမှာဒီခုမြောက်ဆိုလို့ရှိရင်ထုံးစံတိုင်းဒီဟာ3ခုမြောက်မှာ slit stitch ဝင်တယ်လို့ရှင်းရှင်း9ခုပြန်လာတယ်ဒီကိုပြန်ဝင်ပြီးတော့ slit stitch ပြန်ဝင်တယ်လို့ရှင်းရှင်း3ခုဝင်တယ် slit stitch ဝင်တယ်ရှင်း3ခုပြန်ဝင်တယ်နော်ဒီမှာဒီစီ2ခုဝင်မယ်ဒီနေ့3ခုဝင်မယ်ဟုတ်ဒီပုံမှန်ဆိုလို့သူ့ရဲ့နီးကဒီထိတ်ကနေပန်းလာပြီဆိုရင်နောက်ထပ်ဒီနောက်ကိုဆက်ပြီးတော့ဆက်သွားမယ်ဒီမှာဒီနောက်ကနေကိုပြန်တက်တဲ့ပုံစံပဲပေါ့နော်ဟုတ်သွားပါတော့စားတော့ထွေးရမယ်ပေါ့နော်အမဆွဲတန်းလိုက်ကြည့်လိုက်ရတယ်ကိုနားလဲဆိုလို့ရှိရင်ကိုကကိုဆက်ထိုးသွားလဲရတယ်အဲ့တော့ဒီမှာက3ခုမြောက်ထဲဝင်ပြီးတော့ slit stitch ပြန်ပါမယ်ပြန်ရှင်း9ခုသွားမယ်ဒီမှာတောင်းကိုဝင်ပြီးတော့ slit stitch ဝင်မယ်နောက်ဆုံးဆိုလို့ရှိရင်တတိယမြောက်ရှိမှာ slit stitch ပြန်ဝင်မယ်9ခုဝင်မယ်ရှင်း9ခုဝင်ပြီးတော့ဒီမှာထပ်ပြီးတော့ဝင်လာမယ်ကျော်ရှင်း3ခုဝင်မယ်နောက်ဆုံးပွင့်ထဲမှာထပ်ပြီးတော့ slit stitch ပြန်ဝင်မယ်အဲ့ဒီတော့ကိုက6 9ခုအဲ့တော့အမားတို့ကဒီမှာဒီရှေ့ကပန်းပွင့်ကရောက်1 2 3 4 5 6 9ပွင့်နဲ့ဒီအောက်ဆုံးရောက်ပြီဆိုလို့ရှိရင်လည်းဒီအောက်ကအတိုင်းပဲပေါ့နော်တစ်ပတ်ပြန်ပတ်မှာပဲဒီပန်းကိုအသစ်ထပ်ဝင်ပြီးတော့ဒီပန်းကနေဒီနားဝင်ပြီးဒီနားနဲ့ဆက်သွားမှာပဲအဲ့တော့ပွားပြီးတော့ကိုယ့်ရဲ့အရှိလိုချင်တဲ့အရှိတိုင်းဆက်သွားမယ်ပေါ့နော်အဲ့တော့အမားကအကုန်လုံးမပြတော့ဗီဒီယိုအရင်ရှိမှာဆိုလို့ဒီတစ်ဖြက်နာပြီးပဲပြရတော့မယ်နော်ဒါဆိုလို့ရှိရင်ပန်းနီလန်းကရှင်းပါတယ်အောက်ကနေအပေါ်ပြန်တတ်တယ်ဒီအပေါ်ကနေဒီအောက်ကိုပြန်လာတယ်ဟလိုပဲပြန်သွားတာเนาะနောက်ဆုံးတန်းရောက်မှာအမတို့လိုချင်တဲ့အချိန်ရောက်မှာအမဒီနားသက်တွေကိုဘလိုလိုက်ရလဲပြန်ပြပေးမယ်เนาะအဲ့တော့အခုတော့ဒီပုံစံပြတဲ့အတိုင်းပဲဆက်သွားရုံပဲဒီကပဒန်နားလေးတော့လဲပါတယ်ပန်းပုံစံလေးရเนาะဒီကြောင့်ထပ်ပြမယ်เนาะအမအဲ့တော့ပန်းသေးဝင်မယ်ဆိုလို့ရှိရင်အေးဆုံး2 4 6ခွန်ရှိကို30 17ခုဝင်လိုက်တယ်ကြလို့ရှိရင်5ခုမြောက်မှာ slit stitch ဝင်တယ်เนาะပြီးလို့ရှိရင်ရှင်းကို3ခါတက်လဲမယ်ဒီမှာဒီစီ2ခါဝင်မယ်အဝိုင်းလေးထဲမှာဒီစီ2ခုဝင်မယ်ပြီးလို့ရှိရင်အကောင်ကဒီက9ခုချားနဲ့ဒီနေ့တော့9ခုတန်းမှာ4ခုမြောက်ကဟာနဲ့လမ်းပြီးတော့ရှိတ်မယ်ပေါ့နော်အဲ့ဒီအတိုင်းပဲဆက်သွားမှာအကုန်လုံးကလေပတ်တန်အကုန်တူပဲပတ်တန်နားရတော့လို့ရှိရင်လွယ်သွားရင်နော်ဒီနေ့3ခုဝင်မယ်နော်ပြီးကြရင်ဒီမှာ slit stitch ပြန်သွားမယ်ရှင်း3ခုထပ်ဝင်မယ်တစ်ခါနှစ်ခါအဲ့လိုဝင်ပြီးလို့ရှိရင်ပဲဆက်သွားမယ်ဆိုတော့ဒီနှစ်ခါကဒီကနဲ့လမ်းဆက်မယ်ဆိုတော့ရှင်း3ခါဝင်လိုက်အဲ့ဒါကိုဒီထိတ်က3 chain နဲ့လမ်းပြီးတော့ဆက်เนาะရလို့ရှိရင်ဒီထိတ်ရောက်ပြီဆိုတော့ဘာလုပ်မလဲဆိုပန်းတစ်ထပ်ဝင်လို့ရရင်เนาะအဲ့တော့ဒီရှေ့
11ခုဝင်တယ်5ချိန်မြောက်မှာပြန်ဝင်တယ်3လဲမယ်လဲပြီးလို့ရှိရင်ဒီထဲမှာအဝိုင်းထဲမှာဒီစီနှစ်ခါထပ်ဝင်မယ်နော်ရလို့ရှိရင်ဒီအောင်ပြန်ကြည့်မယ်ဒီမှာဒီကောင်ကလည်းဒီကတင်းနဲ့3 4ချိန်မြောက်ထဲကိုဝင်ပြီးတော့ဒီကောင်ကိုလမ်းပြီးတော့ slit stitch ဆွဲမယ်ရှိန်3ကောင်ဝင်မယ် slit stitch ဝင်မယ်3ကောင်ဝင်မယ်ဒီစီနှစ်ခါဝင်မယ်ကျန်ရင်ဒီထက်ကပန်းပွင့်နဲ့လမ်းဆက်တော့ရှိန်3ကောင်ဝင်လိုက်မယ်ရှိန်3ကောင်ကိုဒီပန်းပွင့်ရဲ့ဒီထိတ်ကနေလမ်းပြီးတော့ဆက်လိုက်မယ်နော်ဒီမှာဒီဘက်ထိရောက်ပြီဆိုတော့ထုံးစံတိုင်းပဲပန်းပွင့်အသစ်ပြန်ဝင်မယ်ပေါ့နော်တစ်ခုရလို့ရှိရင်5ခုမြောက်ထဲကိုဝင်ပြီးတော့ဝင်လိုက်မယ်ရှိန်3ကတက်မယ်လဲမယ်ဒီထဲမှာဒီစီနှစ်ခါဝင်မယ်အကုန်လုံးကပတ်တန်အတူတူတွေကြီးပဲเนาะအဲ့တော့ဒီစီနှစ်ခါဝင်ပြီးလို့ရှိရင်ဘယ်လမ်းဆက်မယ်ဆိုတော့ဒီထိတ်က7ရှိန်နဲ့4ရှိန်နဲ့လမ်းပြီးတော့ဒီပန်းကိုလမ်းယူမယ်တစ်ထောင်ဆုံးเนาะကျန်ရင်ရှိန်ကို3ကတက်မှာ slips နဲ့ရှိန်ကို3ကတက်တစ်ခါနှစ်ခါနဲ့လို့ရှိရင်ရှိန်ကို3ကတက်ဒီရဲ့တောင်းနဲ့လမ်းဆက်ပြီးတော့ပန်းပွင့်အသစ်ထပ်ယူမယ်ပေါ့နော်လုပ်ပြီးတော့ဆိုလို့ရှိရင်ပန်းပွင့်အသစ်ထပ်ယူမယ်ပေါ့3 4 5 6 9 10 11 5ခုမြောက်ထဲကိုဝင်မယ်ရှင်းကို3ကဝင်မယ်လဲမယ်ဒီစီနှစ်ခါဝင်မယ်စီနှစ်ခါကဒီထိတ်ကနေမှဆက်မယ်ဆိုတော့သူကရှင်းကို3ခါရှင်းကို3ခါယူပြီးတော့ပါနော်ရှင်းကို3ခါယူပြီးတော့ဒီကောင်နဲ့တော့လမ်းဆက်မယ်ကြားလို့ရှိရင်ရှည်ဆုံးမှာဆိုတော့ရှည်5ကပြန်သွားမယ်ဒီမှာ slit stitch ပြန်ဝင်ပြီးတော့ရှင်းကို3ကပြန်ဝင်မယ်အဲ့တော့ဒီရဲ့အရှိရဲ့ထုံးစံတိုင်းပဲပန်းပွင့်ကို4ခုလုံးပြန်ထည့်လို့ရတယ်ပေါ့နော်ပြန်ရေးထည့်ကြအောင်မောင်ဒီတမှုတော့ရုပ်တောင်မောင်လာပြီလားဟောအခါပြန်အော်လိုက်မယ်လာဝင်တို့အမေကငါဗီဒီယိုရဲ့အတန်းပါအောင်မယ်ဒီရဲ့ဘေးနာကကတ်ရဲ့3ချိန်မြောက်ထဲဝင်ပြီးသွားလိုက်မယ်။အဲပြီးလို့ရှိရင်ရှိန်ကို9ခါထုံးမယ်။9ခါထုံးမယ်။ဒီမှာ slit stitch ဝင်မယ်။ပြီးလို့ရှိရင်ရှိန်ကို3ခါဝင်မယ်။ slit stitch ဝင်မယ်။ပြန်ရင်ရှိန်ကို3ခါတက်မယ်။နောက်ခါပြီးလို့ရှိရင်1 2 3ရှင်တဲ့နေတာဒီက3ခုမြောက်နဲ့
lipstick ဝင်မယ်ကျရင်ခုနကတက်မယ်မှာ lipstick ဝင်မယ်ဒီနေ့3ခုထိုးမယ်ပတ်တန်တွေအကုန်လုံးကအကဆိုလို့ရှိရင်အခုအကုန်အတူတူပဲပေါ့နော်ဒီတိုင်းပဲဆက်တက်တယ်ဆက်ပြီးတော့ကိုလိုချင်တဲ့အရှည်ရောက်တဲ့ဒီဆက်ထိုးသွားမယ်ပေါ့နော်အဲ့တော့အမားကနောက်ဆုံးအဆုံးသက်ကိုပြီးတဲ့အချိန်မှာအမပြန်တွေ့မယ်နော်အဲ့တော့ဒီကောင်ကအကုန်လုံးဒီတိုင်းပဲထိုးသွားမှာနော်အခုဒီအောက်ဘက်ကနေပြီးတော့အခုတည်းပြခဲ့တဲ့နီလန်အတောင်ကိုပဲကိုလိုချင်တဲ့အရှည်ဒီထိုးသွားမယ်ပေါ့နော်ကိုခေါင်းမှာလိုချင်တဲ့အရှည်ဒီဆက်ထိုးသွားမယ်ပြလို့ရှိရင်အမနဲ့ပြန်တွေ့မယ်အမနောက်တဲ့ဗီဒီယိုတစ်ပုတ်ထပ်တင်ပေးမယ်နော်အခုဗီဒီယိုကအရင်ရှိနေဖြစ်တဲ့အတွက်ကြောင့်အမဒီမှာမရိုက်တော့မယ်အမကတော့မဆွန်ဆုံးရပြန်ပြီအဲ့လို့ရှိရင်ဒီမှာထပ်ပြီးတော့ပန်းထပ်တိုးသွားမယ်နော်